တော့ရှေ့အပတ်ကတော့ကျွန်တော်ကဒီ liver ရဲ့ hilum နားမှာရှိတဲ့ဟာလာဒီ portal hepatic လို့ခေါ်တဲ့ portal vein hepatic artery bile duct တွေရယ်ပြီးတော့ liver ရဲ့အထွက်မှာရှိတဲ့ဒီ hepatic veins တွေရယ်ဒီလိုတက်ထားတဲ့ structures တွေရဲ့ gross anatomy level macroscopic level နဲ့ဒီ histology မှာရှိတဲ့ hepatic lobule portal lobule hepatic sinus ဒီနဲ့ဘယ်လိုဆက်လဲဆိုတာကိုပြောခဲ့ပြီးသွားပြီဒီပတ်မှာတော့ကျွန်တော်က radiological correlation လေးနည်းနည်းထပ်ပြီးတော့ပြောချင်တယ်เนาะအဲ့တော့ histology ကတော့ beyond the resolution of radiology ပြောလို့မရဘူးเนาะကျွန်တော်ဒီ gross macroscopic level ပြောချင်တယ်ဆိုရင်အဲ့တော့ ultrasound လေးနဲ့စလိုက်အောင်အဲ့တော့ဒီပုံက ultrasound မှာဒီ portal hepatic နာကိုရိုက်ထားတာเนาะ hepatic hilum လို့ခေါ်တာပေါ့ကျွန်တော်ပြောတဲ့ free edge of the lesser omentum ကနေပြီးတော့ဟလာ liver ထဲအဝင်မှာเนาะအဲ့တော့ structures 3ခုရှိတယ်အဲ့တော့ခုနပြောတဲ့ structure 3ခုဒါပေမဲ့ဘယ်ဟာဘယ်လိုလဲဘယ်လိုသိမလဲเนาะအဲ့တော့ကျွန်တော်ပြောလိုက်မယ်ဒီအောက်ဆုံးကဒီပြွန်လေးကဘာလဲဆိုတော့ portal vein เนาะဒီအပေါ်ကဒီလို arching လို့ဖြစ်နေတဲ့ structures တွေကဘာလဲဆိုတော့ bile duct เนาะ common hepatic duct ဖြစ်နိုင်တယ် common bile duct ဖြစ်နိုင်တယ်နော်အဲ့ဒါ cystic duct join ပြီးတာမ join ပြီးတာနဲ့ဆိုင်တယ်။နောက်ဒီခလေမှာဖြစ်နေတဲ့အပေါက်ကလေးကဘာလဲဆိုရင် hepatic artery အဲ့ဒါ3ခု။ဟာဟုတ်လို့လားဘလို့လို့တေချချလို့လားဆိုတော့တေချတယ်အဲ့ဒါမှန်။နော်ဘာလို့မှန်လဲဆိုတော့ကျွန်တော်ရိုက်ထားလို့။အဲ့တော့ဒီကောင်တွေကိုကျွန်တော်နည်းနည်းလေးလေ့လာမယ်ဆိုရင် portal vein နဲ့ဒီ bile duct နဲ့ဒီဘာလဲအဲ့ဒီ portal hepatic နာမှာ almost parallel နေတယ်နော်။အဲ့တော့တေချ angle ချိန်လိုက်တဲ့အခါမှာဒီလိုမျိုး two tubes ပေါ့မြင်ရတာပေါ့တော့ခလဲအပေါက်ကလေးသေးလေးကတော့ဘာဆို hepatic artery ရဲ့သဘောတဘာဝခလာ caliber သေးတယ်ဟာလာ muscular ဖြစ်တယ်ပြီးတဲ့အခါမှာဘာဖြစ်လဲဆို very tortuous ဖြစ်တယ်เนาะ tortuous ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့တော့ဘယ်တော့မှအဲ့လို one section နေနဲ့ရိုက်လို့မရဘူးဒီလိုမျိုးပေါ့အခုဆိုတော့ဒါသူ cross လုပ်မိထားတဲ့ပုံပေါ့ဒီလိုမျိုးပြုံလေးပေါက်လေးနေမြင်ရတာ hepatic artery ဒါမဲ့ဒါလေးကိုကျွန်တော်ဒီလို Doppler လေးနဲ့ပြမယ်ဆိုလို့ရှိရင်ဒီပုံရတာအဲ့တော့ဒီပုံမှာကြည့်လိုက်လို့ရှိရင်ဟာရှုပ်ရှက်ကိုခတ်နေတာပဲဆိုတော့မခတ်ဘူးဒီအောက်မှာเนาะဒီလို၃ချောင်းပေါ့เนาะဒီ၃ချောင်းကနေပြီးတော့ဒီတစ်ခုထဲဝင်သွားတဲ့ structures လေးရှိတယ်ဒါပါလဲဆိုလို့ရှိရင် hepatic veins ဒါခုနပြောတဲ့ hepatic veins ၃ခုက IVC ကိုဝင်တယ်ဟိုဘက်ကနီရောင်လေးနဲ့ liver ကိုလာနေတာကြတော့ portal vein liver ကိုလာနေဟုတ်ပြီအဲ့တော့ဟို portal vein လို့ပြောပြီးတော့ဘာလို့အနီရောင်ကြီးပြရတာလဲဘာလို့အပြာရောင်မပြရတာလဲเนาะဆိုရင်အဲ့တော့ ultrasound set ကတော့ဟုတ်လားဘယ်ဟာ artery လဲဘယ်ဟာ vein လဲဆိုတာတော့မသိနော်ဘယ်လိုသိမသိနိုင်သူကဘာကိုပဲသိလဲဆိုလို့ရှိရင်တဲ့အဲ့တော့ Doppler ရဲ့ principle ကနော် physics ကိုအရမ်းမသွားဘူးအကြမ်းမြင်လေးပဲပြောမယ်ဆိုရင်နော်အဲ့တော့ဒီ RBCs လေးတွေသွေးထဲမှာရှိတဲ့ RBC လေးတွေကဒီ ultrasound probe ရှိတဲ့ဘက်ကိုလာနေတယ်ဆိုလို့ရှိရင်သူသိတယ်နော်ဘယ် speed နဲ့လာနေလဲသူသိတယ်နော်ဒီ ultrasound probe ကအဲ့လိုပဲသူ့စီကနေ away from ထွက်သွားနေတယ်ဆိုလဲသူသိတယ်နော်ဘယ် speed နဲ့သွားနေလဲဆိုတာသိတယ်အဲ့တော့ international convention နေနဲ့တော့ကျွန်တော်ဘာလို့ခေါ်လဲဆိုရင် blue away red towards ဆိုပြီးတော့မှတ်တယ်အဲ့တော့ပြောချင်တာ RBC လေးတွေက approach က away from သွားနေတယ်ဆိုလို့ရှိရင်အပြာရောင်ပြတယ် approach ဆိုတာဘာလဲဆိုတော့ကျွန်တော်မြားလေးပြထားတယ်ဒါ ultrasound probe ထားတယ်နေရအဲ့တော့အဲ့နာနေကြည့်လို့သူ့စီကိုလာနေရင်အနီရောင်ပြတယ်ဒါပဲเนาะ तू က artery လား vein လားဆိုတာမသိဘူးအမှဆိုကြပါတော့ blue စောက်ထိုးမှောက်ပြီးတော့ပြောင်းပြန် scan လိုက်ရင်လည်းခုနအပြာနဲ့အနီနဲ့ပြောင်းပြန်ဖြစ်သွားမှာเนาะဒါကဂျုံလို့ပြောတာအချို့တွေအမှတ်မှားတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ပြောဒီ liver ထဲကိုဝင်တဲ့ဥစ္စာ portal vein နော်အဲ့ portal vein ကိုလည်းကြည့်လိုက်ကောဟာတချမ်းကဒီဘက် branch ကနေနေတယ်ဟိုဘက် branch ကပြနေတယ်ဘာဖြစ်တာလဲဘာမှမဟုတ်ဘူးခုနကကျွန်တော်ပြောသလိုပဲဟုတ်တယ်နော်အဲ့တော့ probe ရှိတဲ့ဘက်ကိုလာနေအနီရောင်ပြမှာ probe နဲ့ဝေးတဲ့ဘက်ကိုသွားတယ်ဆိုရင်အပြာရောင်ပြမှာပဲနော်အဲ့တော့ကြည့်တဲ့ angle ပေါ်မှာပဲမူတည်တယ်ဆိုတော့ဒီ structure ဒီ portal vein ဟုတ်ပြီနော်အဲ့ဒီ portal vein ကိုပဲကျွန်တော်ကဘာလုပ်လဲဆိုတော့ဒီ ultrasound တွေအကုန်လုံးက velocity ကိုသိနိုင်တယ်နော်အဲ့တော့ velocity ကိုတိုင်းလို့ရတယ်ဒီအဲ့ဒါကိုအချိန်နဲ့တိုင်းတယ်ဆိုလို့ရှိရင်ဘာခေါ်လဲဆိုရင် spectral doppler လို့ခေါ်တယ်နော်ဟာဘာလဲရှုပ်ရှက်ခံတာဆိုတော့ပုံလေးဒီလိုပြောင်းလိုက်နော်ပြောင်းလိုက်တဲ့ခါမှာဘာမြင်ရလဲဆိုတော့အောက်မှာနော် spectrum ကြီးပေါ်လာတယ်ဘာမှမဟုတ်ဘူးအဲ့တော့ y ဝင်ရိုးမှာသူ့ရဲ့ velocity speed ကိုထားတယ် x ဝင်ရိုးမှာအချိန်ကိုထားတယ်ဟုတ်တယ်မလားအဲ့ဆို a portal vein ကိုဒါကျွန်တော်3 4 5စက္ကန့်လောက်စောင့်ကြည့်လိုက်တယ်သူ့ရဲ့ velocity ဘယ်လိုရှိလဲနော်ဆိုတော့သူ့ရဲ့ velocity ကဘာဖြစ်လဲဆိုတော့အဓိကကတော့ pulse time မဖြစ်ဘူးအဲ့တော့ artery နဲ့ vein နဲ့ခွဲရင်ဒါနဲ့ခွဲတယ်အနီရောင်ပြရောင်နဲ့မခွဲ pulse time မဖြစ်ဘူးဆိုတော့သူ့မှာ systole တို့ diastole တို့မရှိဘူး vein ဆိုတာဒီလိုပဲသွားနေတာဟုတ်တယ်မလားနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ respiratory variation ရှိတယ်ဟုတ်တယ်မလားလူဆိုတာဒါအသက်ရှူတဲ့ဘာညာဆိုလို့ရှိရင် portal vein က low pressure system လို့ it's affected by change in abdominal pressure when you breathe in and breathe out ဆိုတော့ဒီလိုမျိုး variation တွေရှိ
အဲ့ဒီ portal vein ရဲ့ velocity ကိုတိုင်းတာဘာအသုံးကြလဲဟုတ်နော်ဘာအသုံးကြလဲဆိုတော့ဟုတ်လား portal pressure တွေတက်တာကိုသိနိုင်လားဆိုရင် ultrasound ဒီ Doppler ultrasound ဒီเนาะ pressure ကိုတိုင်းနိုင်ဆိုတာမရှိဘူးเนาะမရှိဘူးဟဲ့မရှိဘူးဆိုတော့ဟုတ်ပါမလားဟာလားဟို echo တွေဘာတွေရိုက်တယ်ဆိုလို့ရှိရင်ဟာလား aortic valve မှာ velocity ဘယ်လောက်ရှိလဲဟို aortic valve pressure ဘယ်လောက်ရှိလဲ left ventricular pressure ဘယ်လောက်ရှိလဲ report တွေမှာဖတ်ဘူးလေလို့ပြောတယ်အဲ့ဒါဒီ pressure ကို indirectly တွက်ထားတာတကယ်တော့ Doppler ဒီ velocity ကိုပဲတွက်နိုင်တယ်အဲ့တော့အဲ့ portal vein ရဲ့ velocity ရောဘယ်လိုအသုံးကျလဲနော်အဲ့တော့ခုနကျွန်တော်ပြောသလိုပဲ cirrhosis of liver ဘာညာမှာဆိုရင် liver stiff ဖြစ်လာတယ်အဲ့တော့ portal vein ကကောင်းကောင်း liver ထဲကိုဝင်လို့မရအောင်အဲ့ဆို portal velocity ကျတယ်normal value တော့ကျွန်တော်ဒီမှာထည့်မပြောချင်ဘူး variations တွေရှိတယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ portal velocity ဒီဟာလားကျွန်တော်ဟိုမှာနင်းငန်တစ်ဖြည်းဖြည်းစားထားပြီးမှတိုင်းတာလားဒါမှမဟုတ်လို့ရှင်လဲဟိုညကလေးကဘာမှမစားဥပုသ်ဆောင်ပြီးနေပြီးမှတိုင်းတာလားဆိုတဲ့ပုံမှာမူတည်ပြီးတော့လေအပြောင်းလဲရရှိတယ်ဒါမဲ့ portal velocity နည်းတာလိုအပ်တဲ့တစ်ခုတည်းနည်းလို့ရှင်တော့ဘာလဲဆိုရင် cirrhosis တွေဖြစ်နေပြီလား portal hypertension တွေရှိနေပြီလားဆိုပြီးတော့ suspect ဖြစ်တယ်ဒါတစ်ပိုင်းဆိုတော့ဒါသူ့မှာ values ရှိတယ်ဒါသူတစ်ခုလည်းကြည့်တာမဟုတ်ဘူးကျန်တာအကုန်လုံးလည်းကြည့်တာပဲ liver texture ဘယ်လိုရှိလဲ contour ကဘယ်လိုရှိသလဲ spleen ကိုကြီးနေသလား ascites ကိုရှိသလားတလက်စထဲမှာပဲ clinical histories ဘယ်လိုရှိလဲဒါတွေရှိတာပေါ့ဒါတော့ one of the features ကျွန်တော်အခု anatomy လေးတွေပြချင်တာဟုတ်ပြီနောက်တစ်ခုဒီပုံလို့ပြောင်းလိုက်အဲ့ဒီ portal vein အပေါ်နားမှာခုံခုံလေးသွားနေတဲ့ဟာလားဘာလဲဆိုတော့ structure လေးတစ်ခုရှိနော်ကြည့်လိုက်လို့ရှိရင်ဘာလဲဆိုတော့ तू ကအနီရောင်လည်းမဟုတ်ဘူးအပြာရောင်လည်းမဟုတ်ဘူးနော်တေချာကြည့်ရင်ပါဆိုဝါသလိုစိမ့်သလိုဝါဖန့်စိမ့်ဖန့်ဘာကြီးလည်းမသိနော်အဲ့တော့ဘာကြီးလည်းမသိဘူးဆိုတာဘာလဲဆိုတော့အဲ့ဒါကို aliasing လို့ခေါ်တယ်ဟာမသိတာမသိတဲ့စလုံးနဲ့ရှင်းပြဒုက္ခပါပဲဆိုဟုတ်ဘူးတော့ကျွန်တော်တို့ဟာလာဗီဒီယိုတွေဘာတွေရိုက်တဲ့အခါမှာတခါတလေမှဆိုကြပေါ့ပန်ကာပဲဖြစ်ဖြစ် helicopter ပဲဖြစ်ဖြစ်တော့ဗီဒီယိုရိုက်တဲ့အခါမှာနော်တခါတလေတော့အဲ့ဒီ helicopter ပန်ကာကြီးရက်နေတာတို့နောက်ပြန်လဲနေတာတို့ဒါမှမဟုတ်လဲတော့လဲတယ်ဒါပေမဲ့ကိုယ်ကင်မရာမှာကြည့်လိုက်မှလဲတာနှင်းနှီးလေးဖြစ်နေတာတော့မြင်ဘူးတယ်နော်အဲ့မဆိုင်နိုင်ရှောက်ပြောတယ်ဆိုတော့မဟုတ်ဘူးအဲ့တော့အဲ့ဒီဖြစ်စဉ်ကဘာကြောင့်ဖြစ်လဲဆိုတော့နော်ဒီ helicopter ပန်ကာလဲတာတအားကိုမြန်နေတယ်နော်ကိုယ့်ရဲ့ကင်မရာဗီဒီယိုကင်မရာ frame rate ကအရန်ကိုနှေးနေတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးကမောက်ကမာတွေဖြစ်တယ်နော်အသေးစိတ်ကတော့မပြောတော့ဘူးဒီလိုမျိုးဖြစ်စဉ်ကိုဘာခေါ်လဲဆိုတော့ဒါ aliasing လို့ခေါ်တယ်ဒါမြင်မှုတယ်နော်တခါတလေကြာရင်မှာကား LED မီးပေါ့နော်အဲ့တော့ကြည့်လိုက်လို့ရှိရင်ဟာလှပနေတယ်ဒါပေမဲ့ကိုဗီဒီယိုနဲ့ရိုက်လိုက်ကောဗီဒီယိုတွေမှာ flickering ဖြစ်နေဒါမျိုးတွေဒါ aliasing ဖြစ်တယ်အဲ့တော့ aliasing ကဘာကြောင့်ဖြစ်လဲနော်အသေးစိတ်မပြောဘူးဘာဖြစ်လဲဆိုရင်အဲ့တော့ခုန helicopter ဆိုလဲ helicopter ပန်ကားလေတာတအားကိုမြန်နေတယ်ကိုရိုက်တဲ့ဗီဒီယိုက frame rate နည်းနေတယ်ဆိုရင်ဖြစ်တယ်နော်အဲ့တော့လွယ်ပြောမယ်ဆိုရင်ကိုကြည့်နေတဲ့ circuit capacity ထက်အပြင်အဖြစ်တွေကအရန်ကိုမြန်ဆန်လွန်းသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ aliasing ဖြစ်တယ်ဟုတ်ပြီအဲ့တော့ခုနပြောတဲ့ဟာလေးကိုသွားကြည့်မယ်ဆိုရင် ultrasound probe ကသူ့စီကိုလာရင်အနီပြမယ်သူ့စီကထွက်သွားရင်အပြာရောင်ပြမယ်ပြောတယ်ဘာဒီပေမဲ့အဲ့ probe ရဲ့ frequency range နဲ့ဆိုရင်အဲ့တော့ကျွန်တော်မှာဘားချက်လေးပြထားတယ်ဟုတ်တယ်မလားအဲ့တော့မှာဆိုလို့ရင်16ပေါ့နော်16.3 cm per second သူ့စီလာရင်အနီသူ့စီကထွက်သွားရင်အပြာအဲ့ဒီ range ကိုတအားကျော်သွားရင် ultrasound probe တော့ကအဖြစ်ပြက်တွေအရင်မြန်ဆန်တော့တယ်သူလည်းမသိတော့ဘူးเนาะမသိတော့ရင်သူကဆိုလို့ပေါက်ကြအရာကိုရှောက်ပြတယ်ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အဲ့ဒီကောက်ကလေးထဲမှာသွားနေတဲ့ velocity ဒီ ultrasound probe တော့အရင်ကိုမြန်လွန်းတယ်เนาะပြောချင်တာဘာလဲဆိုတော့အဲ့ဒါ hepatic artery เนาะအဲ့လိုနည်းပြောလို့ရတယ်ဒါ hepatic arteryအဲ့ဒါကိုပဲကျွန်တော် spectral doppler ဆိုပြီးတော့ထောက်လိုက်တော့ဘာရလဲဆိုဒီပုံလေးထွက်လာကိန်းကနန်းတွေဘာတွေမပြောဘူးဒါပေမဲ့ပုံကိုကြည့်လိုက်တာ ਨੇ အခုန portal spectrum နဲ့ကြည့်ကွာတယ်ဘာကွာလဲဆိုတော့ pulsatility ရှိဟုတ်လားဒီမှာကြည့်လိုက်လို့ရှိရင်ခုန portal vein လို့မဟုတ် systole diastole เนาะအဲ့တော့ systole မှာဆိုလို့ရှိရင်ဟာလာ heart က actively contract လုပ်နေတော့ pushing things out လုပ်နေတော့ဘာဖြစ်လဲဆိုရင် velocity များတယ် volume မျိုးမှာတက်သွားတယ် diastole မှာဆိုလို့ရှိရင် flow တစ်ခုတော့ရှိနေတယ်ဒါပေမဲ့နှေးသွားတယ်နှိမ့်သွားတယ်နော် systole diastole အဲ့တော့ gay patient မှာ atrial fibrillation တို့ဘာလို့ရှိနေတယ်ဒီမှာကြည့်လိုက်တာနဲ့သိတယ်ဒါတစ်ပိုင်းအဲ့ဒါကိုနော်နည်းနည်းဆက်ပြီးတော့ပြောမယ်ဆိုတော့ဒီပုံလေးကိုကြည့်လိုက်ဒါကျွန်တော်ရဲ့ radial artery ကိုကျွန်တော်ကိုယ်တိုင်လှုပ်ပြီးတော့ Doppler ထုတ်ထားတဲ့ပုံနော်ခုနပုံနဲ့မတူအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ဒါမှ systole ဟာလာရှိတယ်ဒါပေမဲ့ diastolic velocity မရှိဟာဘာဖြစ်တာလဲလက်က ischemia ဖြစ်သွားပြီလားနော်ဆိုရင်ဒါမှ atherosclerosis ဖြစ်နေပြီလားဟိုအသက်ကငယ်ငယ်လေးနေမဟုတ်လားပါဆိုရင်ဘာလဲဆိုတော့ဒီခြေတွေလက်တွေ muscles တွေเนาะဒီလိုမျိုးတွေကို supply လုပ်တဲ့ arteries တွေကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ high resistant artery လို့ခေါ်တယ်เนาะ high resistant artery ဆိုတာဘာလဲဆိုတော့ဟို arteries ကနေပြီးတော့ capillaries မရောက်ခင်မှာ arterioles ဆိုတာရှိတယ်လေသူမှာ smooth muscles တွေအများကြီးရှိတယ်
နော်အဲ့တော့ smooth muscle တွေကလည်းဘာလဲဆိုတော့အမြဲတမ်း at the state of partial contraction ဖြစ်နေ vascular tone လို့ခေါ်တယ်စာသန်တန်ပေးတဲ့တိုင်းပြောလို့ရှိရင်တော့ဘာဖြစ်လို့ဆိုတော့ sympathetic nerves တွေကနေသူဇက်တိုက် chronically ဘာဆိုတော့ low level stimulation ပေးနေတယ်နော်အဲ့တော့ sympathetic vasomotor tone အဲ့ဒီကနေပြီးတော့မှ vascular tone ဆိုပြီးဖြစ်လာတာပေါ့အဲ့လိုအဲ့တော့ဒီ muscles တွေအမြဲတမ်း smooth muscle contractions ရှိတဲ့အတွက်ကြောင့်မလို့လဲဘာဆိုတော့ငယ်ငယ်တော့တင်တယ်မှာ total peripheral resistance ဆိုတာပေးတယ်နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာဖြစ်တဲ့ total peripheral resistance ဆိုအဲ့ဒီကလာနော်အဲ့တော့ဘာဖြစ်တုံးဆိုတော့ systole မှာဆိုလို့ရှိရင်တော့သွေးကအဲ့ဒီဟာကိုကြော်ပြီးတော့ capillaries တွေသွားလို့ရတယ် diastole မှာဆိုရင် almost no flow မရှိနော်ဒါခြေတွေလက်တွေအကုန်လုံးကအဲ့တိုင်းပဲနော်အဲ့လိုသွားတာဒါပေမဲ့ကိစ္စမရှိဘူးလေ muscles တွေက they are very resistant to ischemia ဟုတ်တယ်မလားဟိုက9 minute နဲ့ချီပြီးတော့ထားလို့ရတယ်ဘာမှမဖြစ်ဘူးနော်ဒါမှမဖြစ်ယုံနေမဟုတ်ဘူးဘာဖြစ်လဲဆိုတော့အဲ့ဒါအရေးကြီးတယ်အဲ့ဒီ total peripheral resistant ကြောင့်ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်မှာ diastolic blood pressure အတိုင်းအတာတစ်ခုကြီးရှိနေအဲ့ဒီ arteries တွေအကုန်လုံးကိုအဲ့ဒီ arterioles တွေအကုန်လုံးမှာ tones မရှိတော့ဘူး completely relax ဖြစ်နေတယ်ဆိုရင် diastolic blood pressure မထိန်းထားနိုင်တော့ဘူးသုံးထိထိုးကျသွားမယ်နော်အဲ့လိုထိုးကျသွားရင်အခုနပြောတဲ့ hepatic arteries တို့ renal arteries တို့ cerebral arteries တို့မှာ diastole မှာသွေးမရောက်နိုင်တော့နော်။ဘာလို့ဆိုမှအိမ်တစ်လုံးမှာဟာလာရှိသမျှပုံမှန်တွေအကုန်လုံးဖွင့်ထားရဲဆိုကိုတကယ်သုံးချင်တဲ့နေရာမှာပုံမှန် pressure မရှိဘူးအဲ့လိုမျိုးပုံစံမျိုးနော်။အဲ့တော့ arteries တွေအဲ့လိုခွဲခြမ်းထားတယ်။အဲ့တော့ခုန hepatic arteries ဆိုပြန်သွားကြည့်ရင် there is a diastolic flow ။ဘာလို့ဆို it is a low resistant artery အဲ့လိုမျိုး။အဲ့တော့ဥပမာဆိုဒီ carotid ဆိုလေဒီလိုလဲထောက်လိုက်တယ်ပဲထားပါတော့ internal carotid artery ဆိုရင်ခုန low resistant waveform ပြရမယ်။ဘာလို့လဲဆို brain ကို supply လုပ်တယ် diastole မှာလည်း blood forward blood flow ရှိတယ်။ဥပမာ external carotid artery နဲ့လေးရွှေ့ပြီးထောက်လိုက်တယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ခုနဒီ radial artery လို့ waveform ပြမယ် there is no diastolic flow ဘာလို့လဲဆို external carotid ဒီမျက်နှာတွေ neck တွေကို supply လုပ်တာ brain ကို supply လုပ်တာမဟုတ်နော်အဲ့လိုမျိုးတွေကွာဒါကတစ်ပိုင်းပေါ့နော်အဲ့တော့ hepatic artery နဲ့ပတ်သက်လို့ aliasing ဆိုတာလည်းပြောလိုက်တယ် total peripheral resistance ဆိုပြီးတော့ physiology တွေလည်းပြောလိုက်တယ် physics တွေလည်းပါသွားတယ်ဒီ clinical ရောဆိုရင်အဲ့တော့ day to day life မှာအဲ့တော့ hepatic artery ကိုအဲ့လိုလဲတိုင်းစရာလည်းမလိုဘူးဘာလဲဆိုတော့ spectroscopy လည်းမကြည့်နော်အဲ့တော့the only scenario I can think of ပေါ့နော်ဘာပဲရှိလဲဆိုတော့ဥပမာဆိုကြပါစို့ liver transplant တွေလုပ်ထားတယ်အထူးသဖြင့်လာ immediately after transplant မှာနော် LFTs တွေကမောက်ကမဖြစ်တယ်နော်ဖြစ်မှာပေါ့လေ immediately after transplant ဆိုတော့ဒါပါတော့ဒါပေမဲ့ if the surgeon is concerned about ဘာဖြစ်လဲဆိုတော့ anastomotic tightening ဘာဖြစ်လဲဆိုတော့သူတို့ transplant လုပ်တယ်ဆို artery တွေကိုခြိထားတယ် anastomosis လုပ်တယ် hepatic artery သေးသေးလေးပဲလေဆိုရင်ဟာလာ anastomosis တအား tight ဖြစ်နေတာဗာမျိုးစိတ်ပူတယ်ဟာလာ liver ischemia စိတ်ပူတယ် immediate post transplant ဆိုတော့ဘာလုပ်လဲဒါမျိုးလေးကြည့်လို့ရတယ်ဒါပါပဲ clinical significance ကအဲ့လောက်ပဲစဉ်းစားလို့ရတယ်ကဲနောက်တစ်ခုအဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုတော့ bile duct ပေါ့အဲ့တော့ဒီမှာကျွန်တော်ခုနပြောတဲ့ဟာလေးဆိုဒီကောင်က bile duct နော်အဲ့တော့ bile duct က ultrasound နဲ့ကြည့်လို့မကောင်းဘူးဘာဖြစ်လို့ဆိုတော့အနီလည်းမမြင်အောင်အပြာလည်းမမြင်အောင်နော်ဘာလို့မမြင်ရလဲဆိုတော့အဲ့ထက်မှာ flow မရှိလို့ဆိုတော့ရှိတယ်ဒါပေမဲ့နှေးလောင်းကြည့်တယ်ခုန blood vessel လို့မဟုတ်အဲ့ဒီနေရာလေးကိုကြည့်ပြီးတော့ကျွန်တော်ကဘာပြောလို့ရလဲဆိုတော့ဥပမာဆိုကြပါစို့ဒီအောက်မှာ stones ရှိနေတယ် obstruction ရှိ gallstone ပြောတာမဟုတ်ဘူးเนาะ gallstone ကသူ gallbladder ထားနေတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့ဒီဘက်ကိုကျွန်းလာပြီးတော့ဟိုအောက်ဘက်မှာအဲ့ဒါ common bile duct မှာသွားပြီးပိတ်နေတယ် obstructive jaundice ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီ bile duct က diameter အရေးကြီးတယ်ဒါ clinically significant ဖြစ်တယ်ကဲအဲ့တော့ probe လေးကိုနည်းနည်းလေးချက်ရွှေ့လိုက်တဲ့အခါမှာဒီရောက်သွားပြီ hepatic veins အဲ့တော့ hepatic veins ကတော့ဘာမှတော့တိတ်ထွေထူးမရှိဘူးဘာဖြစ်လဲဆိုတော့ဟာလာ blood တွေက IVC ထဲကိုသွားတယ်အဲ့ဒီကနေပြီးတော့ခုနပြောသလိုပဲ tricuspid regurgitation ရှိတယ်ဒါမှမဟုတ်လေ very bad right heart failure ရှိတယ်ဆိုရင် blood ကပြောင်းပြန်ပြီးတော့စီးတယ်နော်အဲ့လိုပြောင်းပြန်ပြီးတော့စီးတယ်ဆိုလို့ရှိရင်ခုနပြောတဲ့ wave form မှာပြောင်းပြန်ဖြစ်သွားမယ်အဲ့ဒါဆိုတော့ဒီ hepatic veins ကိုဟာလာကျွန်တော် spectral doppler လုပ်မယ်ဆိုတော့ spectral လုပ်လိုက်တော့ဒီပုံလေးထွားတယ်ရုပ်တရက်ကြီးနားလေခါတယ်တော်တော်ရှုပ်တယ်ပေါ့နော်အဲ့တော့အလွယ်ပြောမယ်ဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီဘားတန်းလေးရဲ့အောက်မှာ wave form မှာပုံမြင်ရတယ်ဘားတန်းလေးရဲ့အောက်မှာဖြစ်နေတာဘာဆိုတော့ away from the probe အဲ့တော့ probe ကဒီအပေါ်မှာထားတာဆိုရင် blood flow direction away from the probe အပြရအောင်အားကြောင့်မလို့အခုရောက်နော်ပြီးတော့ respiratory variation ရှိလားရှိတယ်ဘာဖြစ်လို့ဆိုတော့ diaphragm လှုပ်တယ် pressure ပြောင်းတယ် thorax နဲ့ abdomen မှာဆိုတရားရချင်းလုံးပြောင်းဒါတွေမကသေးဘူးဒီမှာကြည့်လိုက်လို့ရှိရင်ဘာလဲဆိုတော့ respiratory variation တွေမဟုတ်ဘူး cardiac variation လည်းရှိနော်ဘာလို့ဆို systole diastole ဖြစ်တယ်လို့ပဲဒီမှာ wave form တွေရှိတယ်အချို့နေရာမှာဆိုဘာဖြစ်လို့ဆိုတော့အပေါ်ပြန်တက်သွားတဲ့နေရာလေးတွေရှိတယ်ဟုတ်လားတခါအများသောအားဖြင့်တော့အောက်မှာရှိပြီအပေါ်ပြန်တက်သွားတယ်အပေါ်ပြန်တက်သွားတယ်ဆိုတာဘာလဲ towards the probe လာနေတာဘယ်လိုဖြစ်တာလဲအဲ့ဆို hepatic vein ကနေသွေးတွေပြောင်းပြန်လာပြီးတော့liver စီပြန်ရောက်နေတာလားဆိုတော့ဟုတ်တယ် normal physiology မှာအဲ့လိုနည်းနည်းပါးပါးရောက်တယ်
အဲ့ဒါ tricuspid regurgitation တွေဘာတွေနဲ့မဆိုင်ဘူး normal physio မှာရောက်တယ်ဘာကြောင့်ရောက်တာလဲဆိုရင်အဲ့ဒီ wave form ကိုကျွန်တော်တို့အနီးဆက်ဆုံးဘာနဲ့စကားပြောလို့ရလဲဆိုရင် JVB နဲ့ပြောလို့ရတယ်ဟာဘာမှလည်းမဆိုင် hepatic vein နဲ့ JVB နဲ့ဆိုတော့ဒီလိုတွေးကြည့်လိုက်နော်ငယ်ငယ်တော့ဆိုတာ JVB တက်တာမကြတာတွေဘာတွေပြောတယ်လေအဲ့ဒါကဟိုတကယ်တော့ central venous pressure ကိုပြောတာဟုတ်တယ်မလားဒီမှာဒီ jugular vein နဲ့ subclavian vein နဲ့ ပေါင် brachiocephalic vein ဖြစ်ပြီးတော့ဆက်ဝင်သွားတော့ right atrium နဲ့ရောက်အဲ့တော့ right atrium ထဲ pressure ကိုဒီမှာဘာဖြစ်လဲဆိုတော့ indirectly reflect လုပ်တယ်JVB အဲ့ JVB wave form ဆွဲလိုက်တဲ့မှာငယ်ငယ်တော့ဒီလိုပုံရတယ်ဟာလား A wave C wave V wave X descent Y descent ဘာဒီမှမသိဘူးเนาะအဲ့တော့တကယ်ချင်းတယောက်ကလည်းပြောဘူးတယ်ဟို JVB ပဲတက်တယ်ကြားတယ်ဆိုပြီးပြီပေါ့เนาะဒီ wave form တွေကအရေးကြီးလို့လားဆိုတော့ဟိုလက်တွေမှာငါကြီးကတော့အရေးလုံးမှမကြီးနိုင်ဘူး theory ရလွယ်လို့ပေါ့เนาะတွေးကြည့်လို့ရှင်ဒါပေမဲ့ဘာလို့အရေးမကြီးနိုင်လဲဆိုတော့ခင်ဗျ JVB တက်နေတဲ့လူကိုသွားကြည့်ပြီးတော့ A basket လှုပ်ရှားမှုကြည့်ပြီးတော့အော်ဒါကတော့ A wave ကြီးနေတာပဲအော်ဒါကတော့ CV wave ကြီးနေတာပဲဆိုပြီးတော့ပြောဘယ်သူမှမပြောနိုင်ဘာဖြစ်လို့ဆို it happens way too fast ဟုတ်တယ်မလားနော်အဲ့တော့အဲ့တော့လည်းအဲ့လိုပဲတွေးလိုက်တာပေါ့ဟုတ်ပါတယ်အဲ့ဒါ JVB ဆိုတော့သူလို theory မှာတော့ဟုတ်တယ် X descent Y descent ပြောတာပေါ့ဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်ပေါ့နော်အဲ့တော့ ICU မှာပဲဖြစ်ဖြစ်ဒီမှာဒီ central line တက်ထားတဲ့ဟာကို pressure sensitive monitor နဲ့ထားလိုက်လို့ရှိရင်အဲ့ဒီ wave form မှာထွက်လာတာပဲနော်အလားတူပဲပေါ့ဒီမှာ ultrasound probe ကိုဒီမှာပဲထား hepatic vein မှာပဲထားတာအတူတူပဲအဲ့လို wave form seminar ထွက်လာတာပဲဘာဖြစ်လို့လဲဆိုတော့တို့ဒီ right atrium ကို connect လုပ်ထားတာလေအဲ့တော့ right atrium မှာ pressure ပြောင်းလို့တမျှဒီ wave form မှာပေါ်တယ်ဒီလိုဟုတ်ပြီဒါပေမဲ့သူက systole diastole တွေမကဘူးပိုရှုပ်နေတယ်ရှုပ်မှာပေါ့ဘာလို့ JVB ကိုသွားကြည့်လိုက်တော့ systole diastole တွေမဟုတ်ဘူးဘာလို့ဆို ACV XY ဒီလိုသွားတာဟုတ်ဘာကြောင့်လဲဆိုတော့တို့ဒီ atrium ကိုချိတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ventricle မှာရှင်းတဲ့ systole diastole တွေပဲ atrium နဲ့ cardiac circle အဲ့လောက်မယိုရှင်ဘူးပို့ပြီးတော့ complex ဖြစ်တယ်ဒါပေမဲ့ cardiac တူသွားမှာမဟုတ်ဆိုတော့ဒီလောက်ပဲရက်star က hepatic veins ဒါပေမဲ့အဲ့ဒီအကိုကြည့်ပြီးတော့မှ severe tricuspid regurgitation ရှိတယ်ဆိုရင်ကျွန်တော်တို့သိနိုင်တယ်နော်ပြီးတော့ Budd-Chiari syndrome right heart pressure များနေတယ်ဆိုလေဒီ hepatic veins တွေတအားကြီးနေဆိုတော့ကျွန်တော်သိလို့ရတယ်ဒါပေမဲ့တခြား ancillary features တွေရှိနေပေါ့အဲ့လိုမျိုးဆို ascites တွေရှိနေတခြား features တွေရှိဒါတစ်ပိုင်းအဲ့လို ultrasound မှာကြည့်လိုက်တဲ့ခါမှာခုန structures တွေထဲမှာဆိုလို့ရှိရင် bile duct ကကြည့်ရခက်တယ်နော် color flow မရှိဘူး doppler မရှိဘူးဟုတ်လားပြီးတော့အဲ့တနေရာလေးပဲမြင်ရတယ်အဲ့တော့ liver ကနေအထွက်ခါစဟို duodenal နဲ့လောက်ထိလည်းမမြင်ရဘူးအဲ့တော့အဲ့လောက်ထိအသေးစိတ်တွေဆက်ပြီးတော့ကြည့်ကျင်နေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော် cross sectional imaging လို့ပြီးဘာလို့ဆို ultrasound ကမနိုင်တော့ ultrasound ဒီတော့ dilated ဖြစ်လာလောက်ပဲကြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ cross sectional imaging လို့ပြောတော့ဘာတွေရှိလဲဆိုတော့ဟာလာ CT scan MRI scan တွေရှိတယ်ဒီဘိုင်းတွေကိုလည်းဆက်ပြီးတော့ပြောမှာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်